ဒီရုပ်ချောချောလေးနဲ့ကောင်မလေးကဘာတူလဲအော်ငါပဲမမအိုးတက်ကင်ပြရင်ဒီလားဆက်မပွဲအော်အေးရအောင်လုပ်မယ်အမလဲငါ့ကိုဆွဲထဲနေရလောက်ကြအောင်โอเคအိုးတက်ကိုကန်ယုံနေမဟုတ်ဘူးပါဆယ်ပုံးတွေပါလိုက်ပို့ပြမယ်ခရစ်စမတ်လည်းရောက်တော့မှာဆိုတော့ဒီခရစ်စမတ်စကင်လေးနဲ့ပါဆယ်ပုံးတွေလိုက်ပို့မယ်ပါဆယ်ပုံးပို့ရမှာဆိုတော့ငါမနဲ့ကလေးဘာမှမစားခဲ့ရဘူးဖိုက်စားလိုက်တာကိုနင်းကြီးရဲ့နှာခေါင်းကခါကျဲဦးလိုက်ဟုတ်တယ်နင်ဘာလုပ်မလို့တော့မိမိကဒီနေ့ပါဆယ်ပုံးတွေပို့ရမှာဆိုတော့လေဘာမှမစားရသေးဘူးဘိုက်စားလို့အဲ့ဒါနည်းနည်းလေးဖြစ်ဖြစ်တချောင်းလုံးကျွေးပါလားအော်ငါဒီမှာရိုးရိုးတတတောင်းစားနေတဲ့ဟာကိုမလေးကိုရုပ်ဆိုးတော့အဲ့ဘာသွားလောက်နေရတော့မလေးငါနင်းကိုလမ်းကူတာငါပါတော့ကြတော့မယ်စိတ်နှချောင်းမကဲကောင်းနဲ့နင်းကိုပြောတာမင်္ဂလာပါမောင်လေးတို့ပါဆယ်လာပို့ရပါတယောက်တစ်ခုစီယူကြဟောပပိုးရင်ကိုပါနေအောင်ဟောနင်တို့ငါပါဆယ်ပုံးပေးတာပါဘာလို့ထွက်ပြေးနေရပါဆယ်ပုံးကကလေးတွေအတွက်ဆိုဟဲနင်ကဘာတော့ငါစီမှာပါဆယ်ပုံးကကလေးတွေအတွက်ပဲရှိရနင်အတွက်မရှိဘူးတော့တာဝါတဲ့ထိဝင်တောင်းနေတော့တောင်းရဲ့တတိမဲပေးအောင်ဒီခြုံထဲမှာကလေးလေးကူရှင်ကိုပါဆယ်ပုံးနှစ်ပုံးပေးလိုက်တဲ့ကြီးကလက်ဆောင်ပုံးပေးအောင်သူတို့ကဘာလို့ထွက်ပြေးနေရတော့ငါနင်တို့နှစ်ကောင်လက်ဆောင်မပေးရသေးဘူးလက်ဆောင်လေးယူပါအောင်နေပါဦးမသွားပါနဲ့ငါရဲ့လက်ဆောင်ပုံးလက်မခံဘူးပေါ့ရတယ်မပေးဘူးလိမ့်လုံးနေရဆိုဖန်နီကလာပြီငါနေအောင်နောက်ကဟာတွေကိုလုံပါနောက်ကဟာတွေကိုလုံမလို့သူကမတက်တောင်လာရပ်ပေးနေလိုက်သေးရဲ့ဖန်နီမဘလို့တကေသွားမအောင်သိလိုက်မှာမဟုတ်ဘူးနင်တို့ကနှစ်ယောက်ခွဲလာတော့ငါဘသူ့ကိုပေးရမှာကူရှင်နေမဲယူလိုက်တော့ယူပါဆိုနေမှာအေးနင်တို့ငါ့ကိုလှုပ်ရဲနော်ငါကြောက်စိမ့်လုံးမရတယ်လို့ကြောက်စိမ့်လုံးရရင်နင်တို့ပြေးလို့မလွတ်ဘူးလေလာလိုက်စမ်းပါနင်ပြေးလို့မလွတ်ဘူးမြင်လားဒီပွဲမှာငါနင့်ကိုပဲလက်ဆောင်နဲ့ပေးချင်နေတာပြေးစမ်းမယ်လွတ်သွားထင်းတာလွတ်မယ်လို့ထင်းသွားလားနေအောင်ရကြအောင်ငါဖိလစ်ကရေခဲလေးခုံမလို့ပြောတော့အားလုံးလည်းလက်ဆောင်တွေပေးပြီးပြီကိုတာဝန်တွေလည်းပြီးဆုံးသွားပြီလက်ထန်ကြလို့ရှိရင်ချောင်းကန်ခိုင်းထားတဲ့သူအတွက်ချောင်းဗီဒီယိုလေးတင်ပေးပါမယ်